ထိုကောင်လေးသည်ကြောင်းတက်သည့်ပထမဦးဆုံးနေ့မှာတင်အကြောင်းရင်းမရှိဘဲသတိလစ်သွားသည့်အထိအရိုက်ခံရပြီးဆေးရုံသို့တန်းပို့ခံရလိမ့်မည်ဟုဘယ်တော့မှမမျှော်လင့်ထားခဲ့ပေကံကောင်းထောက်မစွာဖြင့်ကြက်ကြသည်ထူးထူးခြားခြားတမထွားချိုင်းသည့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသူဖြစ်ရာဘုံပေါက်ကွဲမှုတစ်ခုနှင့်တိုးလင်ပင်သူ့မှာဒဏ်ရာလာတစားတစ်ချက်များဖြစ်ကြံခဲ့လိမ့်မရှိပေထို့ကြောင့်နောက်ရက်တွင်သူသည်ဘာမှမဖြစ်ခဲ့သလိုမျိုးကြောင်းသို့ပြန်လည်ရောက်ရှိလာခဲ့သည်ထူးခြားနေသည်ဆို၍သူ့ကောင်းတွင်ပတ်တီစီထားခြင်းတစ်ခုသာရှိသည်သူတငယ်ချင်းဂျင်းနီကဘာဖြစ်တာလဲဟုမေးမြန်းသောအခါသူကမနေ့ညကထမင်းဘူးပဲနောက်သွားဝယ်ဖို့စူပါမားကတ်ကိုသွားခဲ့တာပဲမှတ်မိတယ်ဘာလို့တိုက်ခိုက်ခံရလဲဆိုတာတော့မှတ်ဉာဏ်တွေအကုန်လုံးဗလာဖြစ်နေတယ်ဟုပြန်ပြောခဲ့သည်ထိုစကားကိုကြားသောအခါဂျင်းနီကထပ်ပြီးမမေ့တော့ပေသူတို့နှစ်ဦးကြောင်းဝင်းထဲတွင်လမ်းလျှောက်နေစဉ်ချက်သည်သပင်အဖြူရောင်နှင့်မိန်းကလေးတစ်ယောက်ကိုသတိပြုမိသွားသည်တစုံတစ်ခုသောအကြောင်းရင်းကြောင့်သူမကိုမနေ့ညကမြင်ဘူးသလိုလိုဝေဝါးခံစားလိုက်ရသည်ထိုအချိန်တွင်သပင်ဖြူနှင့်မိန်းကလေးကအမိုက်ပုံးသွားတုံရန်အကူအညီလိုနေသဖြင့်သူကရှေ့သို့တက်ကကူညီပေးလိုက်သည်သူမ၏ရင်ဘတ်ပေါ်ရှိစီနီယာအထက်တန်းကျောင်းသားရင်ထိုးတစ်စိတ်ကိုမြင်လိုက်ရသောအခါမှသူမသည်သူ့ထက်အတန်းကြီးသည့်စီနီယာမဖြစ်နေမှန်းသူသိလိုက်ရသည်သူကရင်ထဲရှိတန်တရားကိုမအောင်နိုင်တော့ပဲမနေ့ညကစူပါမားကတ်မှာစီနီယာကိုမြင်ခဲ့တာလားဟုမေးမိရာသပင်ဖြူစီနီယာမကအဲ့ဒီစူပါမားကတ်နာကိုနောက်တစ်ခါထပ်မသွားနဲ့တော့ဟုသာသူ့ကိုပြောခဲ့သည်ဤဖြစ်ကြောင့်ဂျက်တရဝေခွဲမရဖြစ်သွားခဲ့သည်ကျောင်းကနနက်စာတစ်ခုသာကျွေးမွေးပြီးကိုယ်တိုင်ချက်ပြုတ်စားတော့ခြင်းသို့မဟုတ်အပြင်စားထွက်စားခြင်းကဈေးစားကအလုံးများပြသဖြင့်သူ၏လစဉ်အသုံးစရိတ်ထက်ကျော်လွန်သွားပေလိမ့်မည်ထို့ကြောင့်ညဘက်တွင်စူပါမားကတ်သို့တွားရောက်ကဈေးတစ်ဝက်လျှော့ထားသည့်သမင်းဘူးများကိုအလူအယက်ဝယ်ယူစားတော့ရန်ကလွယ်၍သူ့မှာအခြားရွေးချယ်စရာမရှိပေထိုညတွင်ဂျက်တယောက်စူပါမားကတ်သို့ထပ်မံတွားရောက်ခဲ့တော့လေမမျှော်လင့်ပဲပစ္စည်းတစ်ခုခုလာဝယ်သည့်ဂျင်းနီနှင့်ဆုံမိသွားသည်ပို၍အံ့ဩစရာကောင်းသည်မှာသပင်ဖြူစီနီယာမပါထိုနေရာသို့ရောက်နေခြင်းဖြစ်သည်မကြမီမှာပင်ဈေးတစ်ဝက်လျှော့ဈေးသမင်းဘူးများစတင်ရောင်းချမိအချိန်သို့ရောက်ရှိလာခဲ့သည်အယောင်းဝန်ထမ်းကပြင်းတို့အပေါ်လျှော့ဈေးစတစ်ကာများလိုက်ကပ်လိုက်သည်နှင့်တပြိုင်နက်ချက်ပြီးအရှိန်ကုန်တင်ကရှေ့သို့ပြေးထွက်သွားခဲ့သည်သို့သောထိုအချိန်မှာပင်ဖြူပွေးသောအလင်းတန်းတစ်ခုရုတ်တရက်ဖြတ်တန်းသွားပြီးထိုနေရာရှိလူအလုံးဝန်းကနေလဲကျကုန်ကြသည်ဂျက်သည်ခေါင်းကိုထပ်မံရိုက်နှက်ခံလိုက်ရပြီးနောက်ပျောက်ဆုံးနေသောမှတ်ဉာဏ်ပိုင်းစာချို့ပြန်လည်ပို့ထွက်လာခဲ့သည်မင်းညကလည်းသူ့ပိုက်စာတစ်ဖြင့်စူပါမားကတ်သို့ရောက်လာခဲ့ခြင်းဖြစ်သည်သူထမင်းဘူးစင်နီးသို့ချင်းကပ်လိုက်ပြီးခဏ၌ပင်မတိအပ်သောအရာတစ်ခု၏တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်သူ့မှတ်ဉာဏ်များကအဓိကကျသောအလှည့်ပြောင်းခိုက်တန်းသို့ရောက်ခါနီးဆဲမှာပင်အေးဆက်နေသောရေတကုန်းနှင့်ပတ်လိုက်တစ်ဖြင့်လန့်နိုးလာခဲ့သည်အမှန်တော့သူနှင့်ဂျင်းနီတို့ကိုစူပါမားကတ်၏ဝန်ထမ်းသားနေခန်းထဲသို့တည်ဆောင်လာခဲ့ကြခြင်းဖြစ်သည်ဝန်ထမ်းမျိုးသားထံမှသူတို့အမှန်တရားကိုသိရှိခွင့်ရခဲ့သည်ထမင်းဘူးများပေါ်သို့ဈေးတစ်ဝက်ရှော့စတစ်ကပ်လိုက်တိုင်းလူတစုကပြေးဝင်လာပြီးအင်းတို့ကိုလူယူရန်တပ်ပုတ်ကြလေးရှိသည်ဤစူပါမားကတ်သည်ရေခဲဆုံးမှ Westwich ဟုလူသိများသည့်တစုံတစ်ယောက်၏နေမြေဖြစ်နေပြီဖြစ်သည်ဝန်ထမ်းကသူ့ကိုဈေးအပြည့်ပေးရသည့်ထမင်းဘူးကိုသာဝယ်ယူရန်အကြံပြုခဲ့ပြီးသူမဟုတ်ပါကအသက်အန္တရာယ်ပါစိုးရိမ်ရနိုင်ကြောင်းသတိပေးခဲ့သည်ထိုစကားများကြောင့်ဂျက်သည်ပို၍ပင်ဇဝေဇဝါဖြစ်သွားရသည်ထမင်းဘူးတပူဝယ်ယုံများနှင့်မိမိအသက်ကိုအန္တရာယ်ထဲရောက်စေနိုင်သည်ဟုသောအချက်ကိုသူလုံးဝမယုံကြည်နိုင်ပေထို့ကြောင့်နောက်တနေ့ညတွင်သူနှင့်ဂျင်းနီတို့ထိုစူပါမားကတ်သို့ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်လူမျိုးစုံကထိုနေရာတွင်စုယုံရောက်ရှိနေကြပြီဖြစ်ပြီးလူတိုင်းကလှုပ်ရှားရန်အကောင်းဆုံးအချိန်ကိုချောင်းမြောင်းဆောင်ဆိုင်ရင်းတိတ်တဆိတ်စောင့်ကြည့်နေကြသည်သူတို့နှစ်ဦးထမင်းဘူးကိုရွေးချယ်နေစဉ်မှာပင်အယောင်ဝန်ထမ်းထပ်မံပေါ်လာပြီးမင်းတို့ပေါ်ဈေးတစ်ဝက်ရှော့စတစ်ကာများကိုကပ်လိုက်သည်လေလူတစ်ခုလုံးချက်ချင်းအေးခဲသွားပြီးလူတိုင်း၏မျက်လုံးများကထိုစတစ်ကာများပေါ်သို့ကျရောက်သွားကြသည်ဝန်ထမ်းကလက်ထွက်သွားသည်နှင့်တပြိုင်နက်ရုံရင်းဆန်ခတ်တိုက်ပွဲကြီးတစ်ခုစတင်ဖြစ်ပွားတော့သည်